ကိုယ်တိုင်းမပါဘဲနဲ့မြန်မာအင်ဂျီတွေကိုချုပ်လို့ရတယ်ဆိုတာလုံးဝကိုမယုံကြည်ခဲ့ပါဘူးဒီချေကိုယ်တိုင်လည်းအရင်တော့ကမြန်မာအင်ဂျီတွေနဲ့အသက်မွေးဝမ်းကြောင်းပြုခဲ့တဲ့အထည်တွေကိုလက်ခံရင်းနဲ့စိုင်းဖွင့်ခဲ့တဲ့ဆက်ချုပ်သမားတယောက်ဖြစ်ပါတယ်မြန်မာအင်ဂျီတွေကိုချုပ်လို့တဲ့အချိန်မှာဆိုကိုယ်တိုင်းကအရန်ကိုအရေးကြီးတယ်ကိုယ်တိုင်းကိုဒီလေပင်ကနေစပြီးခြေဖျားထိလုံးဝမှန်ကန်အောင်တိုင်းရတယ်ကိုယ်တိုင်းမှန်ကန်မှသာလေပတန်ကမှန်ကန်တယ်ညက်တာချုပ်တာတွေကလည်းအဆင်ပြေသွားမယ်ရင်ရခါရအတိုင်းနှမျိုးထဲနဲ့အခုဒီချေဝတ်ထားတဲ့ဝတ်စုံကိုချုပ်ထားတာဖြစ်ပါတယ်အခုကခင်မီလာပြီးတော့ပညာတွေကတဖြည်းဖြည်းနဲ့တိုးတက်လာတဲ့ချိန်မှာကိုကအခုချိန်ထိခေတ်နောက်ကျပြီးတော့မှကိုယ်တိုင်းအဆင့်လေးနေနဲ့ကြော်ဖြတ်နေတော့မယ်လားဒါဟာအားနည်းချက်ရှိပါတယ်ဘလို့အားနည်းချက်တွေရှိလဲဆိုတော့ကိုယ်တိုင်းတိုင်းရဲ့ချိန်မှာဆိုရင်တိကျမှန်ကန်မှုရှိရမယ်သူများကိုအစားထိုးတိုင်းခိုင်းလို့မရဘူးကိုယ်တိုင်းတိုင်းမှရမယ်အဝေးကအထည်တွေကိုလက်ခံဖို့ခက်ခဲတယ်ကိုယ်တိုင်းတိုင်းရတာဖြစ်တဲ့အတွက်ကြောင့်မလို့ customer တယောက်လာလို့ရှိရင်တစ်ခါကိုယ်တိုင်းတစ်ခေါက် basic ပတန်ဆွဲပြီးမှဒါလေညက်တဲ့ချုပ်တဲ့အဆင့်ကိုသွားရတာဖြစ်တယ်ကိုယ်တိုင်းနဲ့ basic ပတန်ဆွဲနည်းအဆင့်ကိုကြော်ပြီးတော့မှ site ချက်လေးနဲ့ချုပ်ထားတာဖြစ်ပါတယ်အခုမြန်ဆန်စွာမြန်မာအင်ဂျီတွေကိုချုပ်လုံးလို့ရနေပါပြီအခုဒီချေကိုယ်တိုင်းလက်သွေးစမ်းသက်ချုပ်ကြည့်လိုက်တဲ့အချိန်မှာအရန်ကိုမှအဆင်ပြေတယ်ညက်လဲညက်တယ်လှလဲလှတယ်ကတင်လဲကြတယ် fitting လည်းဖြစ်တယ်ပြီးတော့နောက်ဆိုအသက်ရှူစာလေးတတိလေးပါရှိသေးတယ်အရင်ကအဆင်ပြေတဲ့ site ချက်ကိုကိုယ်တိုင်တယောက်တည်းတိမ်မထားချင်ဘူးအားလုံးကိုမျှဝေပေးချင်ပါတယ်မြန်မာအင်ဂျီတွေကိုချုပ်ပြီးအသက်မွေးဝမ်းကြောင်းပြုနေတဲ့ညီမငယ်လေးတွေအတွက်သတင်းကောင်းလေးပဲဖြစ်ပါတယ်ဒီရဲ့ site ချက်တွေကိုလေ့လာသင်ယူချင်တယ်ဆိုရင်တော့ဒီချေရဲ့ ready to wear မြန်မာတန်းထဲမှာလာရောက်လေ့လာသင်ယူလို့ရပါပြီကျေးဇူးတင်ပါတယ်ဒီချေလေးမှာ